မိုးကြိုးဖျားရဲ့စွန်စားခံအလွန်ရှေးခေတ်တုန်းကနတ်ဖျားများနေထိုင်တဲ့ Asgard လို့ခေါ်တဲ့နတ်နိုင်ငံတစ်ခုရှိခဲ့တယ်။အဲ့ဒီနေရာမှာမိုးကြိုးလျှက်စီးကိုထိန်းချုပ်နိုင်တဲ့အားကြီးတဲ့နတ်ဖျားတစ်ပါးရှိခဲ့တယ်။သူ့နာမည်ကထောပါ။ထောကအားကြီးလာတဲ့လက်နက်တစ်ခုကင်ဆောင်ထားတယ်။မျော်နေလို့ခေါ်တဲ့မိုးကြိုးဟန်မာ။အဲ့ဒီဟန်မာကိုပစ်လိုက်ရင်မိုးကြိုးလျှက်စီးတွေထွက်ပြီးမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်နိုင်တယ်။ပိုပြီးအံ့ဩဖို့ကောင်းမှာကပြစ်ပြီးတိုင်းဟန်မာကသူ့လက်ထဲကိုပြန်လာတတ်တယ်။ထောဟာအားကြီးပေမဲ့တခါတလေစိတ်မြန်တတ်ပြီးမာနကြီးတတ်တယ်။ပြဿနာတစ်ခုပေါ်လာခြင်း။တနေ့မှာဂျိုသန်ဟိုင်းဆိုတဲ့အေယာမအကောင်ကြီးတဲ့ Giants တွေနေတဲ့နိုင်ငံကသူရဲကောင်းတို့ချို့ Asgard ကိုချင်းနှောက်လာကြတယ်။ထောကအရန်ဒေါသထွက်ပြီးငါဟန်မာနဲ့တွားတိုက်မယ်လို့ပြောပြီးချက်ချင်းတွားဖို့ပြင်တယ်။ဒါပေမဲ့သူ့ဖီအိုဒင်ကပြောတယ်။အားတာယုံနဲ့မလုံလောက်ဘူး။ညံလဲလိုတယ်။မစင်စားပဲမတိုက်ခိုက်နဲ့။ထောကမနားထောင်ပဲတိုက်ခိုက်သွားတယ်။စမ်းသပ်မှုနဲ့သင်ငန်းစာ Giants နဲ့တိုက်တဲ့အခါထောအနိုင်ရမယ်ထင်တယ်မဲ့သူတို့ကလျှက်စားမှုတွေညံကစားမှုတွေတုံးလာကြတယ်။ထောကတချို့အခါအရှုံးတွေ့ခဲ့ပြီးသူ့အားတစ်ခုပဲမလုံလောက်ဘူးဆိုတာနားလည်လာတယ်။နောက်ဆုံးမှာထောကပြန်လာပြီးအိုဒင်ကိုပြောတယ်။အဖေအားနဲ့ပဲမလုံလောက်ဘူးဆိုတာနားလည်လာပြီ။အိုဒင်ကပြုံးပြီးဒါဆိုမဲတကယ်သူရဲကောင်းဖြစ်လာပြီလို့ပြောတယ်။ယုံစုံအသစ်အဲ့ဒီနေ့ကစပြီးထောကမတိုက်ခိုက်ခင်စဉ်းစားရလာတယ်။လူတွေကိုကာကွယ်ဟုအားနဲ့ညံကိုနှစ်ခုလုံးအသုံးချလာတယ်။မိုးကြိုးအတန်ကြားရတဲ့အချိန်တိုင်းလူတွေကပြောတတ်ကြတယ်။ထောကကျွန်တော်တို့ကိုကာကွယ်နေတယ်လို့အတိပေအားကြီးလာကောင်းတယ်။ဒါပေမဲ့ညံဒီခံမှုစဉ်းစားတတ်မှုမပါရင်သူရဲကောင်းမဖြစ်နိုင်ဘူး